ညီကိုတွေအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ view တစ်ပွဲချင်းမူကနေပြန်လဲကြိုဆိုလိုက်ပါတယ်မနေ့ကတော့ free တစ်3ပွဲရွေးပေးရ2ပွဲနိုင်1ပွဲရှုံးနဲ့တပွဲစာအပေါင်းပြခဲ့ပြီ VIP တက်တယ်3ပွဲပေးရ2ပွဲနိုင်1ပွဲရှုံးနဲ့တပွဲစာထပ်ပြီးအပေါင်းပြခဲ့ပါတယ်မနေ့ကတော့ free တစ်ကို VIP တက်ကို2ခုလုံးဝင်းခဲ့တဲ့ညပဲဖြစ်ပါတယ်ဒီနေ့မှာလည်း Super Sunday ရဲ့ကျွန်တော်ကြာဆုံးပွဲစဉ်တွေရှိရဖြစ်တဲ့အတွက်ကျွန်တော်ကြာဆုံး free တစ်2ပွဲကို TV ဗီဒီယိုမှာပြပေးတော့မှာဖြစ်ပါတယ်ပထမတစ်ပွဲကတော့ည6နာရီမှာကစားမယ် Viona နဲ့ Inter ပွဲစဉ်ပဲဖြစ်ပါတယ် Viona နဲ့ Inter ပွဲစဉ်မှာတော့နောက်ဆုံး9ပွဲသက်ကြေးကြထားတဲ့ Viona ဟာယခုညမှာအဆုံးသတ်လိမ့်မယ်လို့ထင်ပါတယ် Champions League သွားကံမဲ့ Inter တွေလည်းဒီညမှာတကူရရင်ပိတ်ကစားမှာဖြစ်တဲ့အတွက်နှစ်ကိုပြရှုံးရင်တော့တန်တဲ့ Viona body ကိုပဲရွေးချယ်ပေးလိုက်ပါတယ်ဒုတိယတစ်ပွဲအနေနဲ့ကတော့ည9နာရီပွဲမှာကစားမယ်Levante နဲ့ Stavigo တို့ပွဲစဉ်မှာနောက်ဆုံး9ပွဲမှာ4ပွဲအထိကြေးအောင်ထားတဲ့ Stavigo ဟာ Levante တို့အသင်းမျိုးကိုတရေကြရင်ပြ30လောက်ပဲရှုံးမယ်ဆိုတာကလောကမဖြစ်တင်ပါဘူး Levante ဟာလည်းအင်ကွင်းမှာကြီးမောင်တာ3ပွဲစတိုက်ရှိပြီဖြစ်တဲ့အတွက်ဒီပွဲမှာတော့တင်းတင်းနဲ့ကစားမယ်လို့ထင်ပါတယ်ဒါကြောင့်အနည်းဆုံးပြ30စားရမယ် Levante body ကိုပဲရွေးချယ်ပေးချင်ပါတယ်ညီကိုအကြိုက်သူမှကစားပါအကြိုက်မတူရင်ပတ်ကန်ကြဖို့ထိုက်တွန်းချင်ပါတယ်ကျွန်တော်အကြိုက်ဆုံး free 3ပွဲလုံးကိုလိုချင်တဲ့ညီကိုတွေကတော့ comment မှာကျွန်တော်ရဲ့ Telegram link ကိုချပေးထားပါတယ်ကျွန်တော်ရဲ့ Telegram link မှာနေ့တိုင်းအကြိုက်ဆုံး free 3ပွဲကိုရွေးချယ်ပေးနေတာဖြစ်တဲ့အတွက်ညီကိုလာကြဖို့ဖိတ်ခေါ်အပ်ပါတယ်ညီကိုတွေဒီညလည်းဆက်ပြီးအပေါင်းပြန်နိုင်ကြပါစေအားလုံးပဲ good luck ပါ